ထောင်းထည့်မယ်ထောင်းသူကတော်တော်မှာသူကတော်တော်ထောင်းကျင်နေအမထိုင်နေပုံနဲ့ကြည့်အောင် လိမ္မာကြီးကျင်းနေ အမကြီးမမသားပိတာပြောကမှာ ပြောလိုက်တော့ ပြောကမှာပဲဘိုးဆိုးဝါးကြီးပြောကမှာပဲဒီဘက်တစ်ချက်လက်ကြည့်အောင် မိကတီတီခေါ်နေ ဒီဘက်လေးလက်ကြည့်အောင်လို့ဒီဘက်လေးလက်ကြည့်အောင် တီ လို့ တီခေါ်နေ ဒီဘက်လေးကြည့်အောင် post ပေးလိုက် အေးထိတ်မယ်အဲ့ဒါလေးအရင်ထောင်းအဲ့ဒါလေးအရင်ထောင်းအောင်လို့ အောက်လိုပါနဲ့ကြောက်ကြ ထောင်းတခြားထောင်း မစဲဟုတ်လားဘာပြောလား လူကလေးများမပါဗီဒီယိုရိုက်တယ် ဒီပါဟုတ် ဗီဒီယိုရိုက်ကလေးများပေါ့ဆိုရွေးပါ ထိတ်မယ် တရားမလို့ ထိတ်လွန် နော်လား ရောထောင်း နဘာလို့ပဲ ဟာတထောင်းနေ တခြားထောင်း ထောင်းတော့ပြီဒီထောင်းလိုက်ထောင်းပေါ့ တခြားထောင်း ရ ရပြီလားဟမ်ညက်ပြီလား တော့ပြီးညောင်းထောင်း ထောင်းတခြားထောင်းစားထောင်းဒီကိုကြည့်အောင် ဟုတ်ကဲ့ အေးဟုတ်တယ်ဒီကိုကြည့်အောင် ကိုင်တော့ကိုင်သားတဲ့ဟဲ့ဆိုလက်ကလည်းတော့ ဒီကိုကြည့်လို့မကြည့်ဘာလို့လဲဆိုကြည့်ပါဘာလို့လဲဆိုကြည့် ယူမယူပြီးရော ဘာလို့လဲ အဲ့ဒါဖဲအဲ့ဒါဖဲ ကဲဘာလို့မလဲအဲ့ဒါဖဲပြီးွားရေတိုးကဲတိုးပြီ တူတယ်ငါလဲ နေဒီအောင်၌လို့ချက်ဒီအောင်၌အေးအဲ့ဒါ၌ ယူ ထက်ထောင်းအဲ့ဒါထောင်း ဖြစ်တော့ ထောင်း ဖြစ်တော့ စိတ်တွေညင်တယ် ဘဲကောင်ကြောက်ပြရနေပြီးချက်ရောက်ပေါက်တဲ့ချမ်းထောင်သွားကြီးဟမ် မပြီးသေးရသေးဘူးလို့တော့ထောင်းတာမရသေးဘူး ဘဲကောင်ကြောက်ပြရနေပြီးတော့ဒီမှာချက်ရောက်တဲ့ချမ်းကိုထောင်တာအဲ့ဒီအရွယ်မို့လို့ကြီးရလို့ရှိလို့ရှိရင်မလေးလုံးမှာတော့မဟုတ်ဟလားဟုတ်လားလို့ဟမ် အိမ်ထောင်း အများကြီးပဲ တမီ